ပြောင်းကြောက်တဲ့ရင်းနှီးမှုမရှိတော့အဖော်လည်းမဖြစ်တော့ထို့တူပဲတခြားဘယ်လိုကိလေသာမျိုးပဲဖြစ်ဖြစ်နော်ကိလေသာဖြစ်တိုင်းလွတ်လပ်တော့အေးကြတယ်ဒီမှာအိတ်တန်လေးစရိယဆိုတော့ဒီများကြီးကြည့်သွားတာဝမတန်နေပစ္စည်းရပြီးကြောလို့ဆိုတာသူမရဘဲနဲ့ငါရရင်ကောင်းဒီလိုတွေးနေတယ်တွေးတတ်တယ်အဲ့ဒီစိတ်ကလည်းပြန်ကြည့်မှတွေးနေခုခက်ကအိတ်တန်လေးစရိယပြီးတော့များလာတယ်တတိထားပြီးသူပြောရဆိုတာအမှန်တန်ကြည့်သွားနေတဲ့စိတ်ကလွန်ကဲနေတော့သူများကြည့်သွားတာလုံးဝသိမခံဘူးသူကြည့်သွားတယ်ငါလည်းကြည့်သွားမှာဒီလိုပဲတွေးနေတော့ကိုယ့်ရဲ့အိတ်တန်လေးစရိယကကိုယ့်ပဲပြန်ပြီးပူလောင်နေတယ်အဲ့ဒီအိတ်တန်လေးစရိယထုံကြောက်တယ်ကြာအိတ်တန်လေးစရိယကြောင့်လည်းလက်ရှိပြတ်တယ်မိစေကောင်းကိုရသဘောထားတဲ့ကြီးမှမိစေကောင်းဆိုရနေတယ်တော်တော်ပြော Money will buy a great deal but it will not buy peace of mind ပတ်စံရှိဒီစီအများကြီးဝင်ရပါတယ်ဒါပေမဲ့စိတ်ရဲ့ငြိမ်းချမ်းမှုကိုပတ်စံနဲ့ဝင်လို့မရပါဘူး It only will help you find peace of mind ဒီချက်လေးလည်းစဉ်းစားကြည့်နော်လုံးဝစာဝတ်နေမပြီးလဲတဲ့မှာစိတ်ချမ်းသာနေမှာမချမ်းသာနေပြန်ဘူးနော်အဲ့တော့ကိုယ်မှာပတ်စံရှိရင်ကိုကဉာဏ်နဲ့ဒါကိုသုံးတတ်ရင်အသုံးပြုတတ်လို့ရှိရင်တော့ဒီထိုင်ဆိုင်တော်ရေးလည်းအဆင်ပြေမယ်တရားထုတ်မှာထောက်ဖို့ဖြစ်တယ်အစင်းရဲ့ဘာတရားထုတ်ဖို့အချိန်ရှိအောင်ဘယ်ရမို့ဆိုလို့တော့မှဒီနေ့မှနေရာတော့ရနိုင်တယ်တူပါဝေဘူးလည်းမရှိဘူးဒီမှာအချိန်ဘူးလည်းမရှိဘူးတော့ဝေဘူးမရှိဘူးအချိန်ဘူးမရှိဘူးတရားထုတ်ဖို့လည်းမလွယ်တော့ဘူးဒါကြောင့်ပတ်စံအရာရာတဲ့ကတော့မဝင်နိုင်ဘူးငြိမ်းချမ်းမှုပစ္စည်းကိုတော့ဝင်နိုင်တယ်ငြိမ်းချမ်းမှုဝင်နိုင်တယ်နော်သို့တော့ငြိမ်းချမ်းတဲ့အနေနဲ့ပတ်စံကိုရှာပြီးတော့ငြိမ်းချမ်းတဲ့အနေနဲ့ပြန်တူမှာဒီဘုံကတော့ဒီပယ်တဲ့သဘောထားမျိုးရှိတယ်ဆင်းရဲတာကိုကောင်းတယ်လို့ဆိုတာချမ်းသာတာလည်းဖြစ်ပါတယ်ပြည့်စုံတာလည်းဖြစ်ပါတယ်သို့တော့ရှားလို့မှလည်းငြိမ်းချမ်းတဲ့စိတ်နဲ့ရှာကိုပြန်သုံးတဲ့အခါမှာလည်းငြိမ်းချမ်းတဲ့စိတ်နဲ့တကယ်သုံးတဲ့နေရာမှာသုံးတယ်တပည့်လေးတယောက်ငယ်လေးပါစိတ်တော်လည်းမရင်းနှီးပါဘူးအဲဒီတက်တော့30လောက်ရှိတယ်ခါမှသူကနိုင်ငံမှာလို့တော်တယ်ထိုင်ဝမ်မှာလို့ဒီမှာကိုကမှလည်းမျိုးမကင်းနေလည်းရှိတာကိုမှအလုပ်တော်တော်ကြိုးစားပြီးတော့ပတ်စံလည်းတော်တော်များများပါတနေ့ကိုမိုးရမိုးချုပ်အနည်းဆုံးတစ်နေ့12နာရီလို့ပြောတယ် full time ဒီမကဘူး full time ပြီးသွားရင်နောက်ထပ် over time လုပ်ရတယ်အလုပ်ရှင်ကလည်း over time လုပ်မှကြိုက်တယ်မလုပ်ရင်ကြိုက်ဘူးအလုပ်ရှင်ကလူလုပ်ကမှနည်းနည်းနဲ့ production ကိုများများလုပ်ချင်တာအဲ့တော့မလုပ်မနေရလို့ဖြစ်နေတယ် over time တနေ့ကောင်လို့အင်တန်ပြန်လာဒါလည်းတရက်နဲ့မဟုတ်ဘူးနေ့နဲ့မဟုတ်ဘူးနေ့နဲ့ချီတယ်သူက9နှစ်လောက်လုပ်ခဲ့တာဘယ်လိုပြောဆိုလူပါဆက်ဖြစ်သွားတနေ့လို့ဒီစက်နဲ့တူတွဲပြီးတော့လုပ်နေတာမနာမနေဘူးဘုံချုပ်ပြီးစီအင်တန်ပြန်လာတယ်သူကတော့တခုတော်တာဒီမှာရှိတဲ့မိသားစုတွဲမိဘတွဲဆိုတော့ဒီမှန်းတယ်ကြားတဲ့ပတ်စံကိုရှိပါတယ်မတော့အပေါ်ဖြုံးလာတော့မှမရှိပါဘူးတခြားလူတွေတော့ဘုံချုပ်ပြီးဆိုရင်အဲ့လိုတောက်တဲ့စားတဲ့ကလပ်ကိုသွားပြီးမုန်းအောင်တောက်ကြတာအဲ့မှာမိဘများကိုပြောချင်လို့ပြောပြတာတနေ့ကိုရှာရင်လည်းတို့ဒီမှာမမငနဲ့ဆိုတော့တောင်းနေချီလို့ရတယ်ပြောတယ်တော့တော့လည်းအဲ့လိုပဲအများကြီးပြောပြတယ်တော့သူတို့ပြောတယ်ဆိုတော့တခါပင်ပန်းခံတော့ရှာပြီးမှတော့ဒီတော့လုံးကြည့်မှလည်းကောင်းတယ်လုံးဝရှားတာဗာဒိတ်နေရှိဒီတကယ်တရားတရားသိချတိတော့အမှထုတ်သေးပါသူပြရသိကြတယ်တော့သူ့လိုထားလို့ဖြစ်တယ်မမကြီးပြန်တော့လည်းသူစိတ်ကဒေါသတွေရမ်းဖြစ်ကျင်းမှုတွေများနေသူ့ဘောသူဟိုမှာလည်းစက်နေတယ်ဒီမှာနေရတယ်သူ့ကိုသူကျင်းတာအဲ့လိုဖြစ်တယ်ခုနကပြောတဲ့စကားလေးကိုသူ့ပြန်ဆွေးနွေးပြရတာဆက်လို့တစ်ခုလိုဖြစ်သွားအောင်နော်တဏီကုံလှုပ်ပြီးတော့ရတဲ့ပတ်စံညနေကြတော့အောက်သားမူကြီးပြီးတော့ချိုးပြတယ်ဆိုရင်ဆရာတော်ကလည်းသိတယ်ရှိဘူး
သုံးလုံးမှလည်းတိတ်မရှိပါဘူးရှာတော့မှလည်းပဲငင်းချမ်းတဲ့စိတ်နဲ့ရှာနိုင်မှာသုံးတဲ့အခါမှာလည်းပဲငင်းချမ်းတဲ့စိတ်နဲ့သုံးနိုင်မှာဖြစ်မှာဒါမှအတိတ်ပဲရှိမှာဘဝမှာအတိတ်ပဲဆိုတာတည်ရည်ကြီး meaning ဆိုတဲ့တည်ရည်ကြီး life က meaningful ဖြစ်တဲ့အရေးကြီးဆုံးပါဒါအပြောမှာခံစားမှုကဒါတော့အရင်ကြီး secondary လို့ပြောလို့ရပါတယ် but neither money nor anything else can help you find peace of mind unless you begin the journey from within yourself. ဒါကအမှန်လေးမတယ်နော်အဲ့တော့အဆံပဲဖြစ်ပြီးတခြားဘယ်လိုအရာမျိုးပဲဖြစ်ပြီးသူ့စိတ်ရဲ့ငြိမ်းချမ်းမှုကိုသူတို့ရအောင်လုပ်ပြီးမှမဟုတ်ဘူးစိတ်ငြိမ်းချမ်းမှုရအောင်ဒီလိုဘယ်နဲ့စမလဲဆိုတော့အတွင်းကနေစမှာဖြစ်အရင်ဆုံးစိတ်ကိုငြိမ်းချမ်းမှုလုပ်ပြီးမှနောက်မှအပြင်ပါထောက်ပံ့မှာရbut neither money nor anything else can help you find peace of mind unless you begin the journey. The journey is what the art of the journey from within yourself. In chamu shani the increasing. A doing an exam of it, near exam. They will also job with your leg. This is a real Canada in the Manasian and the Yama. You do that cheap, but this is a China in the China business. This is a thing Saudi delay you never. They are keeping those atoma. Take a ninja, take a ninja, who be a ninja shani. She seems out of there, who not very beautiful. But then not any yama, but then any yama, Mapuma. Mapuma, who brought to me some women, she did a good ninja and Ria. Nyasha, Nyampio, but I able to. Shalom out of the money. A chain go there, pure Romana. Your mother, a tuning go now. Together of your barnyard Kandana. Ninjam Shibu, another meal. Peace of mind is the condition in which the mind works at its mighty best. Sega, Ninjam Shinimana, I say. A thousand below. Palo below a thousand piano. Mighty best to that. Do you best on board? Take a TJ, a thousand sing below the take a income. So, they are faking a young yard who won a penny. A chinny picture ninja saying don't touch. They have been or something of their going, they are going, they are married, they are not a little Ninja Nessiga, among Ninja Nessiga, among women. But say a small daddy, Ninja Naito. The Greek Maricawalish, say the good on you a little killer. They say the good on diamond sea. No, the Bulam Toka, Nine Rekama, he said it was meaning, but same energy machine. But 16 agent machine. Same at the good that is done. Total 20 thing and that. And you know, Yanis Lama, Combo Lama, the Kisra of Chili the Kubu, Yada the Mula. 16 agent got it. The Kuku, the cake that machine. It is a little in combat and Sonales and Tia. Piva. Tia. But Ninja Nesima to Akmangula Polish. And the job, you done with it. So, among the say, you guys say, Ninja say, look, what are you? A combo of that. Imagine that I'm not can be on the body. Always know. The you die, Ninja say, but now, who will take efficient kids again? So, take a ninja. Efficiency is relative. That's okay. But we said efficiency velocity. I used to do it. Hello. We cannot do it. We say, the efficiency of
set တစ်ခုက overheating ဖြစ်သွားတယ် loss ပြန်ရတယ်နော်ဥပမာ transformer တစ်ခုဆိုတော့ overheating ဖြစ်နေဆိုဒီ transformer function ကောင်းတော့ emission ကြီးကျအောင်နော်အဲ့ဒီလိုပဲနော်လူရဲ့စိတ်နဲ့လူရဲ့ခန္ဓာကိုယ်ကလည်းပဲပူတော့လို့ရှိရင် efficiency ကျတယ်အန်တန်တဘာဝကျတယ်တဘာဝနေရာမှာပဲဘာမှမပူဆောင်ရုပ်ပိုင်းနဲ့စိတ်ပိုင်းနဲ့တက်ရှိနေပြင်းနေတူတာလေးအများကြီးရှိပါတယ်အဲ့တော့စိတ်ကိုအေးချမ်းအောင်ထားလို့ရှိရင်တရားထုတ်လို့ရှိရင်နော်ကာယပတ္တိစိတ်တပတ္တိဆိုတာဖြစ်တယ်ကိုယ်ရဲ့ငြိမ်းချမ်းမှုစိတ်ရဲ့ငြိမ်းချမ်းမှုဖြစ်လာတယ်နော်ကာယလည်းဟုတ်တာစိတ်ကလည်းဟုတ်တာဖြစ်လာတယ်ကိုယ်ရဲ့ပေါ်ပါခြင်းစိတ်ရဲ့ပေါ်ပါခြင်းဖြစ်လာတယ်တော့ဒီကာယဆိုတော့အတိတ်ပဲနည်းနည်းကောက်ချက်တို့တော့ခန္ဓာကိုယ်ကပေါ်ပါတာအမှန်တော့ဒီကာယကြီးတွေတရားရည်တယ်မှာအထုတ်ဘူးနော်တချို့ဆိုဘယ်တော့ဖြစ်အောင်ပြောလဲတရားထုတ်လို့တမာတိကြောင်းတယ်ဈဉ္ညာလျှောက်တဲ့အခါခြေလောက်နဲ့ကြမ်းပြီးဖြည့်တယ်ဆိုလိုလေးပဲဖြည့်တော့အလေးချိန်ရှိတယ် body ဟာ witness ထိုင်းနေတဲ့လိုပါပဲထိုင်းတော့တရားရှိမှရှိမှနဲ့အစမှာတော့ကြာလေးလေးပဲကြာလေးကမှန်းရက်တော့ကြာလို့ဒီကမာတိကောင်းတယ်ဖြည်းဖြည်းဖြည်းပေါ်လာတယ်ခါကိုလိုဘလုံးကအေးလို့ပေါ့စိတ်ကလည်းပဲအေးပြီးတော့ပေါ်ပါနေတာလိမ့်လာမှုဆိုတော့ရှိတော့အဲ့လိုခါမှာခန္ဓာကိုယ်ရဲ့ efficient ကိုဖြစ်ခန္ဓာကိုယ်မှာအင်အားကုန်ခန်းမှုပြုံးတည်အင်တန်နေဒါကြောင့်စားတော့နည်းလေးစားရုံနဲ့နည်းနည်းလေးအိပ်ရုံနဲ့လည်းဝိတ်မဖြစ်တော့လောဘတွေဒေါသတွေဥဒ္ဒါအားကြီးနေတဲ့ခါမှာဒီခန္ဓာကိုယ်မှာမလွတ်အပ်တဲ့ adrenaline level ကမြင့်တယ် adrenaline ကခန္ဓာကိုယ်ရဲ့ energy ကိုအများဆုံးဒီကတော့ပြတာ waste မှန်တယ်စိတ်ငြိမ်းချမ်းနေလို့ရှိရင် adrenaline ကကျပါတယ်အဲ့တော့အခု research medical research မှာပြောရတယ်ဘုခေတ်တွေတော်တော်များရဲ့ခန္ဓာကိုယ်မှာ adrenaline ကလိုတဲ့အဆင့်နဲ့များနေအလိုရောက်များနေဘာလို့လဲလောဘဒေါသပူကြီးနေတာလောဘဒေါသ adrenaline ကိုပူပြီးထွက်စေအဲ့ဒီ adrenaline ကိုပဲ stress hormone လို့လည်းခေါ်တယ်ဒီလိုပဲနာမည်မျိုးနဲ့ခေါ်တာနော် stress hormone ဆိုတော့အတိတ်ကဘယ်လိုကောက်လဲ stress ကိုဘယ်လိုလေးပဲကောက်လဲပင်မမှုပင်မမှုနော်ပင်မမှုဖြစ်စည်းမှုတော့ adrenaline များနေပင်မနေသူကတော့တဘာဝအလျောက်တော့လိုအပ်ပါတယ်အန္တရာယ်ရှိလို့ပြေးရအောင်ဆို adrenaline ထွက်မှပြပြေးနေတာနော်ဒါပေမဲ့ပြေးစရာမလိုဘူးနဲ့ထိုင်လို့မှ adrenaline အများကြီးထွက်နေမကောင်းတော့ပင်မထိုင်နေနဲ့ဒုက္ခနာကိုပြေးတဲ့ function ကိုလုပ်ဟာတူမလို့ဆက်နေပင်မadrenaline များလာရင် heart beat ကများလာနော်ဒါကြောင့်တချို့ heart beat တိတ်နေသွားတယ်လို့ရောက်တော့မှကြာရင် adrenaline ထိုးပြလိုက်ကြာဘူးလားသူ heart beat ကိုများအောင်လုပ်ပြလိုက်တာနော်အဲ့တော့ထိုင်နေနဲ့လောဘတွေဖြစ်နေတယ်ဒေါသတွေဖြစ်နေတယ်မနာလိုတဲ့စိတ်ဝန်တိုးတဲ့စိတ်ဒီမာနတွေဖြစ်နေတယ်ဆိုရင် adrenaline ကတက်နေတော့ထိုင်နေနဲ့တော့ပြေးနေတယ်တူအများကြီးမှန်တော့တယ်နော် efficient ဖြစ်တော့စိတ်ကလည်းလိုပဲအမှန်တန်ပူလောင်ပြီးတော့ပြန်မလာတယ် efficient ဖြစ်တော့ efficient မဖြစ်ရင်ပြဿနာတစ်ခုနဲ့တွေ့လို့ဖြေရှင်းရမယ်ဆိုရင်သူအလုပ်ကိုလုပ်ရတယ်စိတ်ကငြိမ်းချမ်းနေတဲ့သူဆိုရင်ခန္ဓာကိုယ်လည်းပဲငြိမ်းချမ်းပြီးတော့တိတ်ကို efficient ဖြစ်တယ်ကိစ္စတစ်ခုရှိတယ်ဆိုရင်ဒီစေစနာတော့အကောင်းဆုံးကိုလည်းကြည့်ရှင်ကိုလည်းကြည့်ရှင်အမျှအတဆုံးအလိုသားဆုံးနဲ့ဖြေရှင်းပေးတယ်အဲ့တော့အမျှအတဆုံးအလိုသားဆုံးနဲ့ဖြေရှင်းပေးလိုက်တဲ့အခါမှာဒီစိတ်ကမြင့်မြတ်မှုလည်းရှိနေတယ်နော်အဲ့ဒီမြင့်မြတ်မှုဟာကျင့်တတ်စေတဲ့ကောင်းဆုံးကိုယ်စိတ်ကလေးကိုပြန်ကြည့်လိုက်လို့ငါရိုးရိုးသားသားလေးလုပ်ပြလိုက်တာငါကြောင့်သူများလည်းအဆင်ပြေသွားပြီအဲ့ဒီမြင့်မြတ်မှုကိုပြန်မြင်ရတော့ကိုယ့်ဘောကိုတန်ကျင်တယ်ကိုယ့်ဘောကိုမြင်ကျင်တယ်အဲ့တော့မြင့်မြတ်မှုဆိုတာလူတဘာဝပဲနော်လူတဘာဝမှာစံကျင်ဘက်တွေတော်တော်များဒါလည်းပဲစဉ်းစားကြရလေးဖြစ်နေတယ်အကြောင်းပြောပြချင်ပါတယ်နော်လူဟာ selfish ဖြစ်တဲ့ဘောလည်းရှိတယ်တိတ်တကောင်းဆန်သူ့ဘူရွေးလို့ချင်းတခါလေကြည့်မောင်နှမချင်းချင်းကြည့်သူကပူပြီးစားလိုက်ချင်းနော်ကစားဆရာကြီးစစ်ကူရရင်ငါပဲပူလို့ချင်းလူမျိုးမြဆိုတဲ့လောထားအစမှဖြစ်မလာသေးဘူးနော်တဖြည်းဖြည်းမိဘလူဆရာမတို့ကပြန်ပြန်တဲ့ဘောထားတောင်းတင်ပေးမှသူ့ကိုပူပြီးစဉ်းစားတာအဲ့တော့လူမှာ selfish